ရွှေညိုအိဆာတရားမဟိဒီစီကိုင်းတော်ဂိုင်းမြတ်ကြီးပညာအားခံယူထားကြသောညီညာညီကိုမောင်နှမများနဲ့တကွမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရွှေညိုဆရာကြီးအဖဆရာကြီးဦးသိန်းစောထွန်း၏တားတပည့်ရွှေညိုဆရာဦးကိုကိုစံမဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ဆရာကြီးမွန်ပြည်နယ်မုဒုံမြို့ရွှေညိုဆရာကြီးဦးသိန်းစောထွန်းခေါ်ပညာသင်ရွှေတို့မှရွှေညိုပညာခံယူထားကြသောပညာသင်ညီကိုမောင်နှမများအတွက်ဝေမျှထားသောဗဟုသုတအကြောင်းအရာများအားကျွန်တော်အနေနဲ့သိရှိစေလိုခြင်းကကြံလည်၍ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီမှာကျွန်တော်မေးထားတဲ့မိကုန်းလေးကိုဖြေပေးပါမယ်ဒီမှာဗာမေးထားတာလဲဆိုတော့ဆရာတဲ့စိတ်ထားမမှန်မူလပြန်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုတဲ့နားမလည်လို့ရှင်းပြပေးပါတဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ရှင်ကျော်အိဆာတရားမေဒီစီဂိုင်းတော်ကြီးမှာတွင်တွင်ကြဲကြဲအသုံးပြုတဲ့စကားတော့ဒီစကားပါပဲ။ဘာလဲဆိုရင်စိတ်ထားမမှန်မူလပြန်ကိုယ်သာခံရမည်။ဟုတ်ကဲ့ပါအဲ့ဒါရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ဆရာတပည့်ပညာညီကိုမောင်နှမချင်းချင်းတို့ပြီးရင်လူနာပေါ့အပြင်လူတွေပေါ့နော်အဲ့ဒီလူတွေပေါ်မှာကျွန်တော်တို့တွေကစိတ်ထားမှန်မှန်ကန်ကန်နဲ့လွတ်လွတ်ရပါတယ်အကယ်၍မိမိဘက်ကစိတ်ထားမှန်မှန်ကန်မဲနဲ့အဲ့ဒီသူတထူးကိုဒုက္ခရအောင်လုပ်ဆိုလို့ရှိရင်မိမိရဲ့စိတ်ထားမှန်မှန်တဲ့အတွက်အဲ့ဒီမှာကျွန်တော်ပညာမှာမူလပြန်တာရှိပါတယ်မူလပြန်တာဆိုတော့အမှန်တိုင်းပေါ်လာတာပေါ့နော်အတိတ်ပဲအမှန်တိုင်းပေါ်လာအဲ့လိုဖြစ်လာတဲ့ခါကျရင်ကိုယ်ပဲခံရပါတယ်သူများမခံရပါဘူးရွှေညောပညာမှာသူတထူးကိုဒုက္ခရအောင်ကျွန်တော်တို့လုပ်လို့မရပါဘူးရွှေညောပညာရဲ့ဒဏ်ပြန်ဆိုတဲ့သဘောတရားကမိမိကမမှန်မကန်ပါပဲနဲ့လူတစ်ဖက်သားကိုမိစ္ဆာကိုပဲဖြစ်ဖြစ်အခြားသူတထူးကိုပဲဖြစ်ဖြစ်ဒဏ်ပြန်စမဖျောင်းတယ်မိထုံးမယ်ဆိုပါစို့အဲ့ဒါဆိုလို့ရှိရင်မိမိကစိတ်ထားမမှန်ကန်တဲ့အတွက်အဲ့ဒီဒဏ်ပြန်သူတထူးဘာမှမဖြစ်ပဲနဲ့မိမိသိတာပြန်ခံရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရွှေညောပညာသည်တကယ်တမ်းကျတော့သူတော်ကောင်းလမ်းကြောင်းသွားနေတဲ့ပညာဖြစ်တဲ့အတွက်မိမိရဲ့စိတ်ထားမမှန်သလိုဆရာပဲဖြစ်ဖြစ်တပည့်ပဲဖြစ်ဖြစ်ပညာညီကိုမောင်နှမအချင်းပဲဖြစ်ဖြစ်အခြားသူတထူးပေါ်မှာပဲဖြစ်ဖြစ်မိမိကစိတ်ထားမကန်ပဲနဲ့မဟုတ်မမှန်လေးပြောဆိုမှမဟုတ်မှန်လေးလောက်ခဲ့မယ်ဆိုလို့ရှိရင်အချိန်တန်လာရင်အမှန်တရားကိုမနေနိုင်ပါဘူးသူ့ကသူမူလပြန်လာပါမူလပြန်လာတော့စောစောပြောသလိုပေါ့အမှန်တိုင်းသူထုတ်ဖို့ပြန်ပြောလာတယ်အဲ့ဒီခါကျရင်တော့သူမမှန်ကန်တဲ့အတွက်သူပဲခံရတယ်ဆိုတာကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်စကားရဲ့ဆိုလို့ရင်အဓိပ္ပာယ်ကစိတ်ထားမမှန်မူလပြန်ကိုယ်သာခံရမည်လို့ပြောခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ